ရောက်လာရနော်အစိုးရမဟုတ်ဘူးအေးစစ်7နာရီနော်7နာရီကျတော့နော်မကြောက်ထုံးကြီးလားကိုင်းနေညံလာကြီးလားကိုင်းနေနေတရင်ကျွလာပြင်းနေရန်ကုန်တိုင်းဒေသကြီးပလဲမြို့တဲ့တိပိဋကမဟာသစ္စာအောင်ကြီးကျောင်းတိုင်နေလာပြင်းနေမှာစီမီပူဇော်နေတဲ့မြေကွင်းလေးဖြစ်ပါတယ်ကျောင်းတိုင်ထဲမှာရှိတဲ့ရေကန်ကြီးရဲ့ဘေးပတ်ပတ်လဲပေါ့ဟိုဘက်မှာကတက်တော်မူတော့ကံကူစီဒီဖြစ်ပါတယ်ရန်ကုန်မှာကြီးညိုစရာတပ်ပဲစရာရောင်းကောင်းပါလေအားလုံးဝမ်းမြောက်ဝမ်းသာဒါတို့ခေါ်ဆိုနေအောင်တင်ပြပေးခြင်းဖြစ်တယ်တိပိဋကမဟာသစ္စာအောင်ကြီးကျောင်းတိုက်ဖြစ်ပါတယ်အဲ့တော့ကျောင်းတိုက်အတွင်းမှာဒီထားကိုွယ်တဲ့စီရီအောင်သစ္စာမန္တိုင်စီရီဖြစ်ပါတယ်အောင်သစ္စာမန္တိုင်စီရီဖြစ်ပါတယ်ခွန်းလာတစ်တယ်ပဲနေတစ်ကနေရောလိုက်တောင်းရတယ်ပြုတ်ကြမယ်အလဲကိုဘယ်လိုသွားကြီးရောသွားထွန်းကြတယ်အရောက်ကိုခူးပြီးတော့ဟိုဘက်ကိုညှောလိုက်တာဟုတ်ပါဘူး